Pula. Wah. Ha. Yes. Oh, ARV တိုင်းဒါပဲကလာပါလေရအပန်းဒီဆိုတော့တော်လာအေးအခုမှကောင်းပင်းနေလည်းမသိကောင်းစံစကြီးတွေမာပီရဲ့စပက်ကြီးကဲစားမလောက်ရောက်ပါပြီညောင်တုံးမရောက်သေးဘူးစားမလောက်ကနာမည်ကြီးတာငရက်ဦးဟင်းပါတယ်နော်ကျမတို့ဖေရှိတော့ရန်ကုန်ကနေစားမလောက်ထိသွားပြီးတော့သူငရက်ဦးဟင်းကိုသွားစားတယ်ပေါ့နော်ထမင်းနဲ့ငရက်ဦးဟင်းနဲ့အဲ့ဒီထီကိုသူတငယ်ချင်းတွေနဲ့သွားစားကြတာပါအခုချိန်ဒီအိတ်စားမလောက်ကငရက်ဦးဟင်းကိုစားကျင်လို့အိတ်ဆိုင်ကိုလိုက်ရှာတာအခုထိမတွေ့သေးဘူးတခုပြောချင်တာပေါ့နော်အဲ့ဒီဥမာ AR တိုင်းသွားတယ်ဆိုရင်ကွာလမ်းမေးမှာသူ့ရဲ့ဒေသစာပေါ့ဘာရလဲဆိုတာငရက်ဦးဆိုငရက်ဦးဟင်းရပါတယ်ပေါ့ငါတလောက်ဆိုငါတလောက်အဲ့လိုမျိုးလေးတွေရေးထားတယ်ဆိုလို့ရှိရင်ဒီခီးသွားတွေအတွက်လည်းအဆင်ပြေပြီးတော့ဝင်စားကြမှာသိချာနော်ဒီတရားက AR မိကိုဖြတ်နေတဲ့ဘုံမြတ်ထွန်းတရားပေါ့နော်ဒီတရားဖြတ်ပြီးတာနဲ့ပန်းတနော်မျိုးနဲ့နီးဝါးကြီးပေါ့အဲ့ဒီပန်းတနော်မျိုးရောက်ပြီဆိုတာနဲ့လမ်းတွေကစဆိုးပြီပေါ့နော်ပသိမ်ထိပဲဆိုးတာအရန်ဆိုးတယ်ကွာဘလို့ဆိုးလဲဆိုတာသကောရဲဇီးပြူလှိန်ထားသလိုပဲပြီးတော့လမ်းကကျင်းတော့လေဂျိုင်းနေတွင်ရှောင်ချိန်မရဘူးကွာရှေ့ကမျက်နှာချင်းဆိုင်လာတဲ့ကားနဲ့ဒီဂျိုင်းနဲ့အဲ့တော့ကားဂျိုင်းနဲ့တွေပြုတ်ကြတာဂျိန်းနဲ့ပဲပန်းတနော်ဆိုတဲ့အတိုင်းအဲ့ဒီပန်းအဝါရောင်ကြီးပေါ့နော်သူ့ကိုပတ်စံလျှောလို့ခေါ်တယ်အဲ့ဒီကောင်ကြီးကကွာမိုင်းချီပြီးတော့လမ်းဘေးဝဲရတခြားစိုက်ထားတာတောက်လျှောက်ကြီးသူကဒီပင်ကလေအိန္ဒိယကသူ့ရဲ့မျိုးရင်းအိန္ဒိယလာတာပေါ့နော်သူ့ကိုပတ်စံလျှောလို့ခေါ်တယ်ဘယ်နေရာဒီမှာသုံးလဲဆိုတော့သူ့ကိုရှော့ပင်အနေနဲ့သုံးဆောင်ပစ္စည်းတွေမှာထုတ်လို့ရတယ်။တဘာဝမြေဩဇာဖြစ်နေလဲသုံးလို့ရတယ်။နောက်ကျွဲနွားစာတွေအတွက်ပေါ့နော်ပရိုတင်းတက်သူအပြည့်အဝပါတယ်လို့ပြောတယ်ကျွဲစာနွားစာတွေအတွက်လေ။ဒီပင်ကလေမအိမ်လုံးမပူလုံးတဲ့ဒေသတွေမှာဖြစ်များတယ်ပေါ့နော်။ဟုတ်ပါလေဝါဟိုကလေဒီတစ်လျှောက်ရွာငံလန်းဆင်းလာတော့လေဒီရွာငံလန်းကြောင့်နေကြတယ်တောက်လျှောက်တောင်လုံးလိုက်ကြီးတွေပွင့်တာနေကြတွေကတောင်လုံးလိုက်ပွင့်တာအခုမှပဲမြင်ပြီးတော့အဲ့ဒီကမှတော်တော်လှတော့တကယ်အဲ့ရွာငံလန်းနေကြတွေကတောင်လုံးလိုက်ကြီးတွေဖြစ်ဟုတ်လားဒီတော်တော်လှတယ်ကွာဒီပန်းတနော်အထွက်နော်ဒီပန်းဒီပဲတဲ့ကလေပန်းတနော်အထွက်မှာရှိတာပါပသိမ်ဘက်ကလာရင်ပန်းတနော်အဝင်းဝါအိုင်ဒီယာကောင်းတယ်တော့လူလဲစားလို့ရတယ်လာလဲလာချက်ကလမ်းတွေကတော့စိုးတကွဲအရင်တော့ချောင်းသာသွားတော့ပေါ့နော်ဒီလိုပင်နေတခါမှမမြင်ဘူးအခုဒီဇင်ဘာအချိန်မှမြင်ရတာပေါ့နော်သူကဒီပင်ရဲ့သဘောကအရန်မအိမ်လုံးမပူလုံးအချိန်နေလို့ကောင်းတဲ့အချိန်မှာပွင့်နေလို့တော့ထင်တာပဲလှချက်ကကွာမိုင်းချီပြီးတော့လှတာတမိတမောကြီးသူကအကြာကြီးအိပ်ပန်းခင်းကြီးရလေပန်းတန်းကြီးရနော်အထွက်ကတအားလှနာပဲဟာမိုင်ကွာပန်းတာနော်ဒီမှာရန်ကုန်နဲ့ပသိမ်ကလေမိုင်120လောက်ပဲဝေးတာပေါ့နော်လမ်းသာကောင်းတော့တကယ်ကိုခဏလေးသွားရတယ်လမ်းခဏလေးသွားရမယ်ပေါ့နော်ဒီလမ်းကောင်းမယ်ဒီလိုရှုခင်းနေနေဆိုရင်တော့တကယ်ပါပြီးတော့ဒီအပင်ကိုလေဒီပစံလျှော်ကိုတရော်တို့ကိုလျှော်မဲ့ခေါင်းလျှော်ရည်တယ်ပေါ့နော်အဲ့ထဲမှာခြေပြီးတော့ထဲလျှော်လို့ရှိရင်ဘောက်ပြောက်တယ်ပေါ့နော်ဘဲသားရမ်းကြိုက်တာတော့အခုအိမ်ပြန်ဘဲသားအဲ့ဒီဘဲဆက်စားလေကောင်းတယ်ဘဲဆက်ကြိုက်တာဆက်အတိကဘဲလို့မစားဟုတ်တယ်စားပါလေဟုတ်လေ तू ကဘဲဆက်ဖြတ်မှာဆိုဘဲမရှိဘဲမစားဘဲနဲ့ရင်းနှီးဘက်တို့ကြာဆွဲတို့ဒီအဲ့လိုဟိုပါလေပဲလိတ်တို့ကျနွက်မှုတို့အဲ့ဒါကို तू ကငရုတ်သီးအနည်းနဲ့နေတာလေအရန်ကောင်းကြာဆွဲတုတ်တာလေမန္တလေးမှာတော်တော်စားဟောင်းတာလေကျွန်တော်လည်းဘဲသိမစားအဲ့အသီးနှံတွေတော့စားတယ်အမေတော်ပြောတယ်စားပါဒီပေါင်းစားနေရပဲဒီမှာတော့ဘဲဝက်တယ်ဆိုတယ်ကြီးရတယ်အဲ့ဒါကိုပေါင်းစားပြီးတယ်အဲ့ဘဲအေးစားဒီထမင်းဆိုင်လေးကစားတော့ကောင်းပါတယ်ဒါပေမဲ့ rating ပေးရရင်တော့8 out of 10ပေါ့နော်8လောက်ပဲပေးခြင်းတယ်
ဒီဆိုင်ပါဆိုင်တီးနေလားတီးတာကဲပြီးကြဆိုင်ပါဆိုင်ချင်းဟင်းလေးတစ်ခါလောက်စားကောင်းနေဆိုတော့ဆိုင်လေးဆိုင်ဘုတ်ကဆိုပါစားကောင်းပါလေခင်းကကျွန်တော်တို့၄ဘွဲယူပါနော်၄ဘွဲကိုမှ၄တောင်ခွဲပဲကြာတယ်ဟုတ်အေးဆုံးညာပဲနော်စားလို့ကောင်းတယ်စားလို့ဆုံးအဲ့ကတော့အများကြီးပဲဟုတ်လာဝါငမြင်းအားမကတော့ကောင်းတော့နော်ကလောက်အေးခုနကကလောက်လေးစားလိုက်ဒါကပုံနာဒါဝမြင့်ချင်းပုံနေမြင့်ချင်းဒါဝလက်စုပြောကိုယ်ကလည်းပုံကြည့်ဒါငွေတို့ဆက်လက်ငွေတို့ကပေါ်တယ်နော်ဒီလိုလေးစွန်တော့စက်နဲ့ဒါလေးအကောင်ပေါ်တော့ဘုရားပဲဖြစ်တော့ ကားပေါ်မှာတာပေါင်းကိုပြန်မဲ့ညီမတယောက်ပါတယ်ပေါ့နော်သူ့ကိုတာပေါင်းကိုပို့ရမှာကွာဒါပေမဲ့ကိုရဲ့အချိန်မရတော့တာပေါင်းမပို့နိုင်တော့အဲ့တော့တာပေါင်းကားဂိတ်ကိုသူ့ကိုပို့ဖို့အတွက်ဒီကန်းနားမှာရှိတဲ့မြစ်စိမ်မှာရှိတဲ့တာပေါင်းကားဂိတ်ပေါ့နော်အဲ့ဒီကိုသူ့ကိုပို့ပေးရတာကိုရီးယားမတော်တတ်တော့တုတ်ကိုကူညီတောင်းတော့တုတ်ကလိုက်ပို့ပေးတာသူကတုတ်ကလမ်းတွေလျှောက်ပတ်ပြီးမောင်းတော့ပသိမ်တစ်မျိုးလုံးကိုကားပတ်မောင်းသလိုဖြစ်သွားတာဒါတာပေါင်းကားကိပေါ့နော်ညနေ4 နာရီထိတာပေါင်းပသိမ်ကနေတာပေါင်းထွက်တဲ့ကားတွေရှိတယ်ပေါ့ဒီတရားကြီးကလေပသိမ်အမှတ်နဲ့တရားကြီးပေါ့နော်ဒီမြစ်ကတော့ပသိမ်မြစ် AR မြစ်ကနေခွဲလာတဲ့မြစ်လက်တက်တစ်ခုပေါ့နော်ပသိမ်မြစ်လို့ခေါ်တယ်ပသိမ်မြစ်ကိုဖြတ်ထားတဲ့တရားကြီးပေါ့ပသိမ်မှာတရား2ဆင်းရှိရပေါ့နော်ပသိမ်ကျိုးတရားနဲ့ဒီပသိမ်အမှတ်နဲ့တရားပေါ့အဲ့တရား2ခုရှိတယ်ကျိုးတရားဘက်ကကျတော့သူကချောင်းသာငွေဆောင်ဘက်ကိုသွားတဲ့ဘက်နဲ့ပိုနီးတယ်ပေါ့လေအများစုကအဲ့ဒီချောင်းသာငွေဆောင်တို့ဂေါ်ရင်ဂျီတို့ဘက်ကိုသွားမယ်ဆိုအဲ့ကျိုးတရားကနေဖြတ်ကြတာများတယ်ဒီတစ်ခေါက်တော့ဒီပသိမ်အမှတ်နဲ့တရားနေမဖြတ်ဘူးလို့ဒီပေါ်ကနေဖြတ်ချလိုက်တယ်ပေါ့ပသိမ်မြို့ပါရှင်ပသိမ်ကန်းနာလန်ကလေရန်ကုန်ကန်းနာလန်ကြာနာပဲเนาะတော်တော်ตายရတယ်အရင်တော့ကပသိမ်ရောက်တယ်ဒီကန်းနာလန်ကိုတစ်ခါမှမရောက်ဘူးခုတစ်ခါမှရောက်ဘူးတာပေါ့နော်ဒီတရားကိုလည်းတစ်ခါမှမဖြတ်ဘူးအခုတရားကြီးမြင်တော့မှဟဲဒီဘက်မှာလည်းဒီလိုမျိုးကန်းနာလန်တွေတရားတွေရှိရဲဆိုတာသိတော့တယ်အရင်တော့ပသိမ်ကိုချင်းချင်းလေးထင်နေတာဆော့ပတ်တော့အဲ့အဝင်းနော်ဟိုကားတစ်ပိုင်းတွေ့နေနေအဲ့အဝင်း ဒီဘက်လုံးဝမရောက်ဘူးရောဘလို့ဖြစ်တာပါ
ကန်တုံးစင်လို့ပါလို့ရဘူးပသိမ်ကန်တုံးစင် မရဘူးပါဒီ ပသိမ်တက်လို့ကပသိမ်ကောလိပ်ကအဲ့ကန်တုံးစင်နေတက်လို့ကြောင်းလာကြောင်းအင်းရကန် ကျွန်တော်တို့အဲ့ပသိမ်ဈေးကိုပဲပန်းနေတာဒီလားအဲ့ဈေးနာတခြားကိုပဲသွားတက်တယ်ဘဲမှမသွားတက်ဘူးဒီဘက်ကိုလုံးဝမသွားတက်ဘူး ဒါတွေရတယ်ညဆိုလာတယ်မိမိတွေ ဟုတ်တော့ဟုတ်ရဲ့လားဟိုကချောင်းမှာသွားဒီတရားကိုမဖြတ်ဘူးသလိုပဲမေးကြည့်အောင်တော့မလမ်းနေမှာပြီးတော့နားလိုက်ကြ အေးဒါတွေကလာတယ်ဟိုလူတိုင်းပြောပါလေသမီးရတယ်တော့ သွားမယ်နော်သွားမယ်နော် လူတိုင်းပြောတယ်တရားပေါ်နေသွားတယ် သွားမယ်နော်နောက်မှတော့တော့ရက်တဲ့နေရာကနေပြည့်တဲ့သွားလို့ရှိရင်တော့6ခါတန်းဒီကျမအလုပ်မှမလုပ်ဘူးအေးတော့ရတယ် ပသိမ်တရားတဲ့ ဘယ်တော့အဲ့ဒါလည်းနားကြနေတယ်ချွတ် တိမ်မာလေဒီရွှေမြင်းပြန်ဟာလောကအကောင်းဆုံးပဲပေါ့နော်သူ့ကိုဘယ်သူမှမမီဘူးသူကပသိမ်ဟာလောကဟိုအပြော့ရောအမာရောနှစ်မျိုးလုံးစကောင်းတယ် အဲ့ဒီကတော့ပေချာလောက်နော်အဲ့ကြောင့်ဒီချိန်ကားတွေမလား အားမမမြင် ဘာမှမမြင်ဘူး ကြောက်ထဲထိုးကြနိုင်တယ်ဒီလား ကိုရီတောင်စားတက်တော့ညနေ3နာရီ4နာရီခြားလောက်ရောက်နေတာပေါ့နော်အဲ့ဒီအချိန်ကလေကြာနေရလေကားမှန်ထိုးတာဘာမှမမြင်ရအောင်နော်တိတ်ပြီးမကျွမ်းတဲ့လူဆိုလို့ရှိရင်ကားမကျွမ်းတဲ့လူဆိုကြောက်ထဲထိုးကြနိုင်တယ်နော်အဲ့ချင်းအဲ့အကြောင်းလို့လေလမ်းမှာကားတားရှင်းတယ် express ကားကြီးလည်းမရှိဘူးပေါ့နော် ချောင်းလေးမရဘူး ချောင်းကြော်ပြီးမှရောက်ပါတယ်ရောက်ပါပြီသူရောက်ပါပြီပြောနေ အဲ့အနောက်ကအန်ဒီပြောတလွဲတွေ တလွဲတွေ အဲ့ဒီပဲတောင်းတာ နောက်ချောင်းတလွဲ တောင်းတော့တွေ့အေး ဟုတ်ပသိမ်အဝေးလို့ပြောလည်းရောက်ပါပြီ ရောက်ပါပြီဆိုတော့ ကျွန်တော်ကဝမ်းသာလိုက်တာ အဲ့ဒီကိုရောင်ကြီးရောက်ရင်ပသိရောက်ပြီးမှတ်ထားတယ်လေဘယ်လိုအဲ့ အဲ့ဒါတော့ခောက်ခောက်ကရောက်တယ် ဒါဥဒိုဒရာပေါ့နော်ဒီဥဒိုဒရာကြော်တာနဲ့ချောင်းသားရောက်ပြီပေါ့လေနည်းနည်းလေးပဲမောင်းတာနဲ့ချောင်းသားရောက်သွားပါပြီဥဒိုဒရာရဲ့ချောင်းကလည်းရမ်းလှတယ်နော်ဘာလို့လှလဲဆိုတော့ဒီရေတော်တွေရှိရလေဒီရေတော်တွေနဲ့အရမ်းလှတယ် ဒီပွားနေကလားကြောက်စီတွေပေါ့ပို့ပြီးတော့ကားပိန်းတော့ပေါက်တယ် ပေါက်ပါပေါက် အဲ့ဒါကျမပြောနေကားပိန်းပွင့်ထွက်မှာကြောက် ပေါက်ပါအနီအဲ့ဒါ ချောင်းသားရဲ့ sunset view လေးပေါ့နော်ညနေ9:00နာရီလောက်မှရောက်တော့ sunset view လေးကိုမှီသွားပါတယ်